မင်္ဂလာပါဗျ2026 3ချိန်အတွက်တတိတိခဏန်းတစ်ကွက်ကျွန်တော်အနေနဲ့ဆက်ပြတာပြောမှာဖြစ်ပါတယ်ဒါကျွန်တော်မမာတဲ့အရန်ကွက်ပေါ့ပြခြင်းမရှိတော့လို့ကျွန်တော်မနစ်ကပြီးခဲ့နှစ်ကပေါ့ကျွန်တော်၄ချိန်မှာ891အော်ပြီးရော894အရန်ကွက်နဲ့ရခဲ့တဲ့ကဏ္ဍပေါ့အဲ့ဒီရတဲ့အဆက်ကလေးကိုကျွန်တော်အနေနဲ့တင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ468လို့ထိတ်သုံးလုံးထောင်ပြီးတော့ထွက်တဲ့ဖြစ်စဉ်လေးပေါ့အဲထောင်လိုက်တဲ့အခါမှာ3ကတ်ရှိရပေါ့အဲ့မှာတစ်နှစ်နှစ်နှစ်3နှစ်မှာကျွန်တော်ခွန်304လို့ထွက်တယ်ဒီ6နဲ့တန်းတန်းအဲ့ခွန်304ထွက်မှကြမှာကျွန်တော်နေရာအထိုင်နေနဲ့ထွက်ခဲ့တယ်ပေါ့ဒီ3ခါနဲ့ခွန်နဲ့ပေါင်းရင်းဒီခွန်မတ်တမှုသေးပေါ့ဒီအလဲ8အလဲ6အလဲ3ညပေါင်းရင်းဒီ4လို့ရိုက်ပြီးတော့4မှတ်တမှုသေးနဲ့ခွန်3ညလွယ်ရတယ်အဲ့အောင်မှဒီပဋိနှစ်ပဋိ3ညပဋိ1 3ခုပေါင်းရင်းဒီ3လို့ဖြစ်တယ်ပေါ့8နှစ်တည်းဆိုပြီးအဲ့မှာခွန်3ည4တစ်ပေါက်တည်းထွက်တယ်အဲ့လိုထွက်ပြီးတော့ဒီဘက်နှစ်ကိုကျွန်တော်တို့ဒီ6တစ်ချစ်ကိုစိုက်ဖမ်းမှာဖြစ်ပါတယ်ဒါပထမကကျွန်တော်ဒုတိယကအနေနဲ့သွားမယ်ဆိုရင်468ထောင်468လို့ထောင်မြန်6ကတင်ဒီဘက်ကိုတစ်နှစ်2နှစ်3နှစ်မှာ438လို့ထွက်တယ်အဲ့မှာ3ခါနဲ့4ထိန်နဲ့ပေါင်းရင်းဒီခွန်မတ်တမှုတွေရိုက်တယ်3ည3ဆိုပြီးတော့ပေါင်းရင်း4အဲ့လေပေါင်းရင်း3လုံး4လို့ရိုက်တော့4 3အတွက်အဲ့ဒါမှဒီပရိတ်3ခုပေါင်းရင်းဒီ3ဖြစ်ရမယ်ဆိုတော့4 4 5ဆိုပြီးတော့5ပရိတ်အမှ4 3ချစ်သူ့ရဲ့ဆောင်မှာ4 9 4ထွက်တဲ့ဖြစ်စဉ်ပေါ့ဟောကျွန်တော်နောက်ဆုံးကအခုဖြစ်စဉ်2026 3ချိန်မှာတော့468လို့ဒီမှာထောင်မြန်ပြီပေါ့ထောင်တဲ့အခါမှာတစ်နှစ်နှစ်နှစ်3နှစ်မြောက်မှာ894လို့ထွက်တယ်အဲ့ဒီ8တိတ်ဒီ9ဟာရီယာဆောင်က9ခါနဲ့8နှမောင်းချင်းဒီခွန်မတ်တမှုတွေရိုက်သွားတယ်အဲ့တော့မှ9 3ည9ဆိုပြီးတော့လဲ3လုံးပေါင်းနဲ့4လို့ရိုက်တော့89အတွက်ဆိုပြီးတော့ကျွန်တော်ပြီးခဲ့နှစ်က89တစ်ကိုထိုးတာဒါပေမဲ့ဒီပရိတ်3ခုပေါင်းချင်း3နဲ့ရှုပ်သွားတဲ့အခါမှာ894ဆိုပြီးတော့ဒါရန်ကွက်ကျွန်တော်အနေနဲ့ရခဲ့တယ်ပေါ့အဲ့တော့သူ့ရဲ့စောင်းကိုဖြစ်ဖို့အတွက်ကျွန်တော်ကတဲမှာဖြစ်ပါတယ်အဲ့လိုဖြစ်ပြီးတော့သူ့ရဲ့စောင်းကိုလိုက်တဲ့ခါမှာဒီ6 3ညချစ်ဆွဲခဏ6 1ချစ်ဆွဲခဏအဲ့လိုပဲပေါင်းရင်းနဲ့လိုက်မယ်ပေါ့ဒီမှာဒီခွန်ထိတ်ကတစ်ထိတ်က6ထိတ်ကပေါင်းရင်းဒီခွန်မတ်တမှုတွေရိုက်တယ်ခွန်မတ်တအဲ့လိုရိုက်သွားပြီးတော့သူကဒီ3ညရယ်5ရယ်1ကပေါင်းရင်းဒီရှောက်မတ်တမှုတွေရိုက်တယ်3ည5 1ဆိုပြီးတော့ရှောက်မတ်တအဲ့လိုမှုတွေရိုက်သွားအဲ့ဆို9 1အတွက်ရတယ်အဲ့မှာဒီပရိတ်နှစ်နဲ့ဒီပရိတ်8နဲ့ပေါင်းရင်ဒီ3ညမတ်တမှုတွေပေါ့ပြောရမယ်ဆိုတော့ဒီလိုခွန်ဒီလို6မတ်တဒီလို3ညမတ်တဆိုခွန်6 3ညမတ်တနဲ့သွားတာပေါ့အဲ့9 1 8ဆိုပြီးတော့ရိုက်သွားတယ်ကျွန်တော်ဒုတိယကပ်ကိုကြည့်မယ်ဒုတိယကပ်ကဒီမှာ468လို့ထောင်းတယ်ထောင်းပြီးတော့သူတို့ဒီလို438လို့ထွက်တယ်လူတောင်းမှာ494ထွက်တယ်အဲ့494ထွက်တာလည်းကျွန်တော်4ထိတ်9ထိတ်4ထိတ်ပေါင်းရင်ဒီခွန်မတ်တက်သွားတယ်အဲ့မှာ349ဆိုပြီး6မတ်တက်သွားတယ်အဲ့မှာဒီပရိတ်3နဲ့ဒီပရိတ်9နဲ့ပေါင်းရင်ဒီ3ညဆိုပြီးတော့6ခွန်3ညမတ်တက်နဲ့သွားတာပေါ့494ခွန်မတ်တက်349 6မတ်တက်ပရိတ်3နဲ့ပရိတ်9နဲ့ပေါင်းရင်ဒီ3ညမတ်တက်နဲ့ခွန်6 3ညဖြစ်ချင်းဖြစ်494ဒုတိယကမှထွက်သွားတယ်ဒါရိုးလေးပဲကျွန်တော်တို့ရရင်တော့စံသားမှာပေါ့အဲ့တော့ဒီအချိန်မှာလဲကျွန်တော်တို့က468လို့ဒီမှာထောင်းပြီးထောင်းတဲ့အခါမှာ1 2 3မှာ894လို့ထွက်ခဲ့ပြီးအဲ့လိုထွက်ပြီးတဲ့အခါမှာသူ့ရဲ့စောင်းကိုကျွန်တော်တို့ကရိုက်ရမှာဖြစ်ပါတယ်ရိုက်ဖို့အတွက်ကဒီမှာထိပ်စီးကိုယူဖို့အတွက်က8 3ပေါင်းရင်းဒီတစ်ခံထားတယ်ခွန်ဖြစ်ရမယ်ဆိုတော့6ထိပ်စီးပေါ့ကျွန်တော်တို့ခွန်ပြရမယ်ဆိုတော့6ထိပ်စီ836မှာခွန်အဲ့ဒါဟိုမှာကျွန်တော်တို့ကခွန်60မတ်တက်ဆိုတော့ဒီ9ခါခွန်ခါ3ညခါမှာ6ဖြစ်မှာအဲ့ဆို6 3ညအတွက်အဲ့တော့ခွန်6 3ညမတ်တက်ဆိုတော့ဒီခွန်ပရိတ်နဲ့ဒီက3ပရိတ်နဲ့ပေါင်းမှာ
ကျွန်တော်တို့က3ညဖြစ်မှာအဲဆို6 3ညခွန်ဆိုတဲ့ကဏ္ဍကိုကျွန်တော်တို့ပြန်ထိုးရမှာဖြစ်ပါတယ်အားလုံးပဲတလောက်ပါပဲကျွန်တော်မကဏ္ဍခွန်ကွက်ပါဒီတည်းမှာကျွန်တော်ရန်ကွက်ကလေးကိုအမြန်ဆုံးနည်းနဲ့ကျွန်တော်ပြပေးရဖြစ်ပါတယ်ကျိုင်းနေတဲ့နဲ့ကက်ကလေးကိုလာအားပေးနိုင်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ချစ်ထိတ်3ထိတ်6ထိတ်ဆိုခွန်9ခါခွန်ခါ3ညခါမှာ6အဲ့ဒါမှဒီပရိတ်ခွန်နဲ့ဒီပရိတ်3နဲ့ပေါင်းခြင်းသည်ကျွန်တော်တို့3ညဖြစ်ရမှာဆိုတော့6 3ညခွန်အားလုံးကံကောင်းပါစေဗျ